မင်္ဂလာပါ မင်္ဂလာပါချာတဲ့ညမနေ့စအိမ်လုံးရအောင်ရှိတ်ကလေးအိမ်မထဲတင်တို့ဝေကချာတဲ့ကလေးမင်းကိုပေါ်နေစလို့လေကိုရှာတဲ့မင်းပြောစကားတရားသည်လေလို့ရှို့ရဲ့နှုံရနှလုံးသားထဲဝဲရှာတဲ့ကလေးရဲ့မင်းကိုပေါ်စိုးမလွမ်းနေကွယ်ချာတဲ့ဒီဇိုင်းစံလေးဝဲလို့တိုင်းအလားဆုံးအားလုံးကဝိုင်းနေကြမယ်ချာတဲ့ကလေးရေမင်းကလေးပေါ်စိတ်မချဘူးလေကွယ်ချာတဲ့ကလေးတန်ရောစင်တွေပေးထားခဲ့ပြီးမင်းလည်းကိုယ်မျိုးမျိုးလောက်ပြုံးပြတယ်နှလုံးသားမှာစူးနိုင်ခဲ့ပြီကွယ်ချာတဲ့ဂျာရီကတော့ရှမှုရဖေရှာတိတ်လာတဲ့နေ့တင်ညမှာချာတဲ့ကလေးရေမင်းနဲ့တူတူနဲ့ရောက်ရှောက်လေမင်းရှာတဲ့ညပိုင်းနေစိတ်လုံးမရအောင်ရိတ်ကလေးအိမ်မတီတင်တို့ဝေကရှာတဲ့ကလေးရဲ့မင်းကိုပေါ်နှိမ့်ဆက်လွမ်းနေကွယ်ချာတဲ့မင်းတို့ကကြားပြီးလေတို့ချူရဲ့နှုံရတဲ့နှလုံးသားထဲဝဲချာတဲ့ကလေးရေမင်းကိုပေါ်စိုးမလို့နဲ့ကွယ်ချာတဲ့ဆိုင်ဆိုင်လေးဝလာထိုင်လာဆုံးအလုံးကဝိုင်းနေကြမယ်ချာတဲ့ကလေးရေမင်းကလေးပေါ်စိတ်မချဘူးလေကွယ်ချာတဲ့ကလေးရဲ့တန်ရောစင်တွေပေးထားခဲ့ပြီးမင်းလေးကိုအမျိုးမျိုးပြုံးပြတယ်နှလုံးသားမှာစူးနေခဲ့ပြီးကွယ်ချာတဲ့ချာတဲ့နောက်ချမှုရဖေရှာတေးလာရဲ့မိခင်များမှာချာတဲ့ကလေးရဲ့မင်းနဲ့တူတို့နှစ်ယောက်ရှောက်လေမယ် Thank you. Okay.